စနိုးပိုက်လေးနဲ့လူပူလေး9ယောက်တခါတော့ကတိုင်းပြည်တစ်ခုမှာအရန်ကိုချစ်ခင်ကျင်နာကြတဲ့ဘရင်ကြီးနဲ့သူ့ရဲ့မိဖုရားကြီးစုံတဲ့တွေရှိတဲ့မိဖုရားကြီးဟာအရန်ကိုကျင်နာတတ်ပြီးသဘောကောင်းတာကြောင့်တိုင်းသူပြည်သားအလုံးကချစ်ခင်မြတ်လို့ကြပါတယ်ဒါပေမဲ့လည်းအဲ့ဒီလိုမျိုးစိတ်သဘောမနှောကောင်းတဲ့မိဖုရားကြီးစီမှာသားသမီးယရနာမထွန်းကားသေးပါဘူးဒါကြောင့်မဲ့သူတို့ဟာကလေးတယောက်ရနိုင်ဖို့တောကများနေကြရတာပေါ့တရက်တော့မိဖုရားကြီးဟာပြတင်းမောက်ဘေးမှာကြာနေတဲ့နေဆက်တွေကိုကြည့်အိုးဖုရားသခင်နောက်မှကျမမွေးဖွားလာမဲ့ကလေးလေးဟာနင်းလိုဖြူပွေးတဲ့အသားရည်ကိုပိုင်ဆိုင်ရပါစေဆိုပြီးတော့ဆူတောင်းခဲ့ပါတယ်သူမရဲ့ဆူတောင်းကပြည်သွားခဲ့ပြီးမကြခင်မှာပဲကိုဝင်ရှိလာခဲ့တယ်ဆိုပေမဲ့တစ်ချိန်တည်းမှာပဲသူမကူးသားလို့မရတဲ့ယောဂတစ်မျိုးဖြစ်လာခဲ့ပါတယ်တော်ပါပြီဆိုတဲ့ဆရာဝန်တွေတမားတော်တွေဟာသူမကိုကူးသားပေးဖို့ကြိုးစားကြပေမဲ့ယောဂပျောက်ကင်းခြင်းမရှိပဲတက်တာတဲ့ဆိုယုံလေးသာဖြစ်နေခဲ့ပါတယ်ဒီလိုနဲ့မိဖုရားကြီးဟာတရက်တော့သူမရဲ့ဆူတောင်းအတိုင်းနင်းလိုမျိုးဖြူပွေးတဲ့အသားရည်ကိုပိုင်တိုင်ထားတဲ့ကလေးမလေးတယောက်ကိုဖွားမြင်ခဲ့ပြီးနင်းလိုမျိုးဖြူဖွေးတဲ့အသားရည်ပိုင်ရှင်ကောင်မလေးကိုစနိုးဝိုက်ဆိုပြီးတော့အမိပေးခဲ့ပါတယ်ဘရင်ကြီးလည်း Oh my lady တင်းကကျွန်ုပ်တို့တန်ဖိုးမဖြတ်နိုင်တဲ့ရတနာကြီးတစ်ခုကိုယူဆောင်လာပြီးခဲ့တာပဲတင်းပါလို့ချင်တယ်လေတခွန်းလေးသာပြောလိုက်ကျွန်ုပ်ရအောင်ဖြည့်ဆည်းပေးမယ်လို့ဂရီပေးတယ်ဆိုပြီးတော့အယမ်းကိုပျော်နေရှာတာပေါ့ဒါပေမဲ့မိဖုရားကြီးဟာယောဂကျန်းနေခဲ့ပြီးဖြစ်တာကြောင့်မကြခင်မှာပဲတည်ဆုံးရပါတော့မေမောင်တော်မင်းကြီးကျမမကြခင်မှာဘွားပြောင်းရတော့မေကျမမရှိတော့တဲ့နောက်ကျမရဲ့သမီးလေးကိုအမြဲတမ်းဂရုစိုက်ပေးမယ်လို့ဂရီပေးပါနောက်ပြီးကျမမရှိတော့တဲ့နောက်မှာနောက်အိမ်အောင်ဆက်ပြူပြီးဘဝကိုပျော်ပျော်ရွှင်ရွှင်နဲ့ပြတ်တန်းပေးပါနှုတ်ဆက်ခဲ့ပါတယ်ကျမရဲ့ချစ်ရသူဘရင်မင်းကြီးဆိုပြီးတော့ပြောကာဘဝတစ်ပါးကိုကူးပြောင်းသွားခဲ့ပါတယ်ဒီလိုနဲ့မိဖုရားကြီးမရှိတော့တဲ့နောက်ဘရင်ကြီးဟာသမီးလေးကိုသူတယောက်တည်းစောင့်ရှောက်ခဲ့ပြီးမဲ့တခါတလေမှာတိုင်းပြည်ကိစ္စတွေနဲ့မားမလက်ဖြစ်နေတာကြောင့်သမီးလေးကိုအမြဲတမ်းကြည်မပေးနိုင်ဖြစ်နေခဲ့ပါတယ်ဒါကြောင့်မဲ့သူဟာသမီးလေးကိုစောင့်ရှောက်ပြီးမဲ့သူရှိလာအောင်လို့နောက်အိမ်အောင်ပြုဖို့ဆုံးဖြတ်ခဲ့ပါတယ်ဘရင်ကြီးရဲ့နောက်ထပ်မိဖုရားအသစ်မာယာဟာအယံကိုချောမောလှပရဲဆိုပေမဲ့ရက်ဆက်ခက်ထန်တဲ့နှလုံးသားရှိတဲ့အမျိုးသမီးတစ်ယောက်ပဲဖြစ်ပါတယ်သူမမော်ပညာတွေကိုတက်မြောက်ထားတာကြောင့်ဘရင်ကြီးကိုအဲ့ဒီမော်ပညာတွေနဲ့ထိန်းချုပ်ထားလိုက်ပါသေးတယ်နောက်ပြီးသူမမေးတဲ့မိကွန်းတိုင်းကိုပြန်လဲဖြေချပေးနိုင်တဲ့မော်ကြီးမုံမှန်တစ်ချက်ကိုလည်းပိုင်ဆိုင်ထားပါသေးတယ်အိုးမင်္ဂလိလောကမှာဘသူကအလားပါဆုံးလဲပြန်ဖြေပေးပါဦးမင်္ဂလိကလည်းသခင်မကြီးကတလောကလုံးမှာအလားပါဆုံးပါအဲ့ဒီစကားကိုကြားတော့မိဖုရားအသစ်မာယာဟာအယံကိုကျေနပ်သွားခဲ့တာပေါ့ဒီလိုနဲ့စနိုးပိုက်လေးဟာတပြေးပြေးနဲ့အရွယ်ရောက်လာခဲ့ပြီးအယံကိုချောမောလှပလာခဲ့ပါတယ်မိဖုရားမာယာဟာထုံးစံအတိုင်းမှန်ကြီးကိုမေးလိုက်ချိန်မှာမှန်ကြီးကတော့အိုးသခင်မကြီးဟာလှပရဲဆိုပေမဲ့တလောကလုံးမှာအလားဆုံးတော့မဟုတ်တော့ပါဘူးနင်းလိုမျိုးဖြူပွေးတဲ့အသားရည်ပိုင်ရှင်စနိုးပိုက်လေးကသာတလောကလုံးမှာအလားဆုံးဖြစ်လာခဲ့ပါပြီမာယာဟာအဲ့ဒီစကားကိုကြားတော့အတော်လေးကိုဒေါသထွက်သွားပါတယ်အိုးမှန်ဆုံးနင်ကဘလို့တော့ပြောရတာလေခွင့်လွှတ်ပေးပါသခင်မကြီးကျွန်ုပ်ကအမှန်တိုင်းပြောအောင်ဖန်တီးထားတာမို့လိန်ညာပြောလို့မရတာကိုခွင့်လွှတ်ပေးပါဒီလိုနဲ့မိဖုရားမာယာဟာသူမတဲ့ချောမောလှပတဲ့စနိုးပိုင်လေးကိုမနာလိုဝန်တိုဖြစ်လာခဲ့ပါတော့တယ်ဒီရတော့သူမဟာမုတ်ဆိုးတယောက်ကိုခေါ်ပြီးစနိုးပိုင်လေးကိုဒေါတစ်ခုစီကိုခေါ်ဆောင်သွားပြီးတော့ရှင်းလင်းပစ်ဖို့ပြောလိုက်ပါတော့တယ်မုတ်ဆိုးဟာစနိုးပိုင်လေးကိုမိဖုရားမာယာရဲ့အမိန့်အတိုင်းတောအုပ်တစ်ခုထဲမှာတက်ပစ်ဖို့ကြံစည်ခဲ့ပေမဲ့အယံကိုချောမောလှပလုံးနဲ့စနိုးပိုင်လေးကိုမလုံရက်ခဲ့ပါဘူးမင်းသမီးလေးတင်းထွက်သွားပါတော့မိဖုရားကြီးကတင်းကိုရှင်းလင်းပစ်ဖို့ကြံစည်နေပါတယ်စနိုးပိုင်လေးကလည်းအိုးမုတ်ဆိုးကြီးဒါဆိုတင်းကိုမိဖုရားကြီးကပြဿနာရှာမှာပေါ့ကိစ္စမရှိပါဘူးကျွန်တော်မှဖြေရှင်းနိုင်မှုနီးလန်းရှိပါတယ်တင်းဒီကနေဝေးဝေးကိုသာထွက်ပြေးသွားပါဒီလိုနဲ့စနိုးပိုင်လေးဟာတိုင်းပြည်ကနေထွက်သွားခဲ့ပြီးမုတ်ဆိုးကြီးကတော့တောအုပ်ထဲကတောဝရိုင်းတစ်ခေါက်ရဲ့နှလုံးသားကိုစနိုးပိုင်လေးရဲ့နှလုံးသားပါဆိုပြီးတော့မိဖုရားမာယာကိုလိန်လည်ပေးခဲ့လိုက်ပါတယ်တိုင်းပြည်တွေကထွက်သွားရတဲ့စနိုးပိုင်လေးကတော့သူမရဲ့တငယ်ချင်းငှက်ကလေးတွေရဲ့လမ်းပြပေးမှုနဲ့အတူအိမ်လေးတစ်လုံးကိုတွေးလိုက်ရပါတယ်ဒါပေမဲ့သူမငှက်ကလေးတွေနဲ့အတူအိမ်ထဲကိုဝင်သွားခဲ့တာပေါ့အိမ်ထဲမှာတော့သူမအစားတောက်တွေထည့်ထားတဲ့ပကံများ9ချက်တက်တရဲစီစီထားတဲ့အိယာ9ခုရဲကိုတွေးလိုက်ရပါတယ်ဒီလိုနဲ့ပဲစနိုးပိုင်လေးတယောက်ရှောက်ဆူးစမ်းကြည့်နေရင်းနဲ့ဘိုက်တော်စားလာတာကြောင့်ပကံများပေါ်ကအစားအစာတွေကိုနည်းနည်းစီယူစားခဲ့ပြီး
ဘိုက်ဝါသွားချိန်မှာခဏတာအိပ်ပျော်သွားခဲ့ပါတယ်။မောင်ရိပ်တန်းလာလို့လူပူလေးတွေပြန်ရောက်လာတော့သူတို့ရဲ့အစားအစာတွေရော်နေကုန်တာကိုသတိထားမိသွားခဲ့ကြပြီးအကြောင်းရင်းကိုလိုက်လံစုံစမ်းကြပါတော့တယ်။အဲဒီချိန်မှာသူတို့ရဲ့အိယာပေါ်မှာအိတ်ဆက်အနားယူနေတဲ့အင်မတန်ချောမောလှပတဲ့ကောင်မလေးကိုတွေ့လိုက်ရပါတော့တယ်။အစားကတော့အပြစ်တင်မလို့ဆိုပေမဲ့စနိုးဘိုက်လေးဟာအရန်ကိုချောမောလှပလုံးတော့အပြစ်တင်ဖို့ကိုပါမေးလျော်သွားခဲ့ကြပြီးစနိုးဘိုက်လေးကိုမနိုးတော့ပဲနှိမ့်နှိမ့်ချိုက်ချိုက်အိတ်စီခဲ့ကြပါတယ်။နောက်ရဲ့ရောက်တော့စနိုးဘိုက်လေးကိုအကြောင်းစုံမေးမြန်းလိုက်ကြပါတယ်။စနိုးဘိုက်လေးကလည်းသူမရဲ့နာမည်နဲ့သူမကြုံလာခဲ့ရတဲ့ကိစ္စတွေကိုမချုံးမချံအကုန်ပြောပြခဲ့ပါတယ်။လူပူလေးတွေကလည်းကောင်းပြီမင်းသာငါတို့ရဲ့အဝတ်တွေကိုလျှော်ပြီးငါတို့အတွက်အစားအစာတွေကိုချက်ပြုတ်ပေးမယ်ဆိုရင်ငါတို့ရဲ့အိမ်မှာနေလို့ရပါတယ်ဆိုပြီးတော့ပြောလိုက်ကြပါတယ်။စနိုးဘိုက်လေးကလည်းဒါရီယာသူမအတွက်ပြဿနာမရှိတာကြောင့်လူပူလေး9ယောက်နဲ့အတူနေဖို့ဖြစ်လာခဲ့ပါတော့တယ်။နန်းတော်ကြီးထဲမှာတော့မိဖုရားမာယာဟာစနိုးဘိုက်လေးမရှိတော့တာကြောင့်သူမကလောကကြီးထဲမှာအလားဆုံးသူပဲဆိုပြီးတွက်ကမှန်ကြီးကိုထပ်မေးမြန်းပါတယ်။ဂျေမုံမှန်ကြီးကတော့လူပူလေး9ယောက်နဲ့အတူနေထိုင်နေတဲ့စနိုးဘိုက်လေးဟာလောကကြီးမှာအလားဆုံးပဲဆိုပြီးတော့ပြန်ဖြေလိုက်တာပေါ့။အဲ့ဒီအဖြေကိုကြားလိုက်ရတဲ့မိဖုရားမာယာဟာမုတ်ဆိုးကြီးဟာသူမကိုလှည့်စားခဲ့တယ်ဆိုတာကိုနားလည်လိုက်ပြီးစနိုးဘိုက်လေးကိုထပ်မံအကောက်ကြံမှုကြိုးစားပါတော့တယ်။သူမအစိကြီးတွေတုံလိမ့်ထားတဲ့လက်ဆက်တဲ့ပန်းသီးတွေကိုယူဆောင်ပြီးဘွားကိုတယောက်အပြည့်အယောင်ဆောင်ကစနိုးဘိုက်လေးစီကိုတွားရောက်ခဲ့ပါတယ်။ဒီလိုနဲ့စနိုးဘိုက်လေးစီကိုရောက်တော့သမီးလေးအဖွားကိုကူညီပါဦး။အဖွားကအယမ်းဆင်းရဲပါတယ်။အခုလေအဖွားရဲ့အမျိုးသားဖြစ်သူဟာနေမကောင်းဖြစ်နေတယ်။ဒါကြောင့်သူစားဖို့ပေါင်မုံလေးရအောင်လို့အဖွားမှာရှိတဲ့ပန်းသီးလေးတွေနဲ့လိုက်လဲနေတာတအိမ်ဝင်တအိမ်ထွက်လိုက်မေးခဲ့ပြီးမဲ့အဖွားကိုဘယ်သူမှမကူညီခဲ့ကြဘူးကွယ်ဆိုပြီးတော့တနာစပွဲလေးတန်းနဲ့ပြောလိုက်ပါတယ်ရော်ရီလာပါယုံနဲ့မကဘဲနဲ့စိတ်ထားပါမုံမြတ်တဲ့စနိုးပိုင်လေးဟာအဖွားကအခက်အခဲဖြစ်နေတာပဲသမီးကူညီပေးပါမယ်ဆိုပြီးတော့ပြန်ပြေးလိုက်ကလူပူလေး9ယောက်အတွက်သူမလှုပ်ထားတဲ့ပေါင်မုံဖြူကြီးတစ်လုံးကိုပေးလိုက်ပြီးတော့လူပူလေးတွေအတွက်ညစာအဖြစ်နဲ့ပန်းသီးတွေကိုပြန်ယူလိုက်ပါတယ်နောက်တော့စနိုးပိုင်လေးဟာအရသာကိုမီးစမ်းကြည့်နေတာကြောင့်တခိုက်ခိုက်လိုက်ခဲ့ပြီးအဲ့ဒီချိန်မှာပဲသူမဟာရုတ်တရက်သတိလေးလဲကျမေ့မျောသွားပါတော့တယ်အဲ့ဒီခါကျမှအဖွားအိုကြီးအယောင်ဆောင်ထားတဲ့မိဖုရားကြီးမာယာဟာသူမရဲ့ဂျောမောလာပါတဲ့အသွင်ကိုပြန်ပြောင်းပြီးရဲလောင်စာရဲမောချင်းနဲ့နန်းတော်စီကိုပြန်သွားခဲ့ပါတယ်နန်းတော်ကိုရောက်တော့မန်ကြီးကိုဘသူကအလှပဆုံးလဲဆိုပြီးထပ်မေးမြန်းတာပေါ့မန်ကြီးကလည်းစနိုးပိုင်လေးဟာဘဲတော့မှပြန်လို့လာမှမဟုတ်တော့တာကြောင့်မိဖုရားကြီးမာယာဟာအလှပဆုံးဖြစ်ကြောင်းပြန်ပြေးပါတော့တယ်ညနေရောက်တော့လူပူလေးတွေဟာအလုတ်ကနေပြန်လာခဲ့ကြပြီးသတိတွေလဲကျနေတဲ့စနိုးပိုင်လေးကိုမြင်တော့အရန်ကိုဝမ်းနေသွားခဲ့ကြပါတယ်သူတို့ဟာစနိုးပိုင်လေးတယောက်ဘဲတော့မှပြန်လို့မလာနိုင်တော့ဘူးဆိုတာကိုတီးခဲ့လိုက်ပြီးနင်းလိုပြူပွေးတဲ့အသားရည်ပိုင်ရှင်စနိုးပိုင်လေးအတွက်ဖန်ကောင်းတလားလေးတစ်ခုဖန်တီးပေးခဲ့ပြီးတော့တောင်ငုံပေါ်မှာထားလိုက်ကြပါတယ်ဖန်ကောင်းတလားလေးပေါ်မှာလည်းစနိုးပိုင်လေးရဲ့နာမည်ကိုရွှေရောင်စလုံးတွေနဲ့ထွန်းထားပေးခဲ့ပါသေးတယ်ရန်နေငယ်ကြတော့ခရီးထွက်လာတဲ့မင်းသားလေးတစ်ပါးဟာစနိုးပိုင်လေးကိုတွေ့သွားခဲ့ပါတယ်မင်းသားလေးကအရန်ကိုဂျောမောလာပါလုံးနဲ့စနိုးပိုင်လေးကိုမြင်မြင်ချင်းချစ်ကျွမ်းဝင်သွားခဲ့တာပေါ့ဒါနဲ့ပဲစနိုးပိုင်လေးဘေးမှာရှိနေတဲ့လူပူလေးတွေဟာသူမရဲ့အုတ်ထင်းသူတွေပဲဖြစ်ရမယ်ဆိုပြီးတွေးလိုက်ကစနိုးပိုင်လေးကိုခေါ်ဆောင်ခွင့်ပြုဖို့တောင်းဆိုပါတော့တယ်လူပူလေးတွေကမပေးနိုင်ဘူးဆိုပြီးတော့တွန်းညင်းဆိုကြတာပေါ့မင်းသားလေးဟာစနိုးပိုင်လေးကိုမမြင်ရရင်မနေနိုင်အောင်ကိုချစ်မိသွားခဲ့လီတော့စနိုးပိုင်လေးကိုခေါ်သွားကုန်ပေးဖို့ထက်ခါတောင်းဆိုခဲ့ပါတယ်ကြာလာတော့လူပူလေးတွေလည်းမင်းသားလေးကိုတနာသွားခဲ့ပြီးခွင့်ပြုပေးလိုက်ကြပါတယ်ဒါကြောင့်မင်းသားလေးဟာခေါင်းတလားကိုသူ့ရဲ့အစီကံလေးရဲ့ပကုံးပေါ်ထမ်းစီပြီးယူဆောင်သွားဖို့လုပ်ခဲ့ပါတယ်လမ်းဟာမကြီးမညာဖြစ်နေတာကြောင့်ခေါင်းတလားလေးဟာအဆက်မပြတ်လှုပ်ရမ်းနေခဲ့ပြီးစနိုးပိုင်လေးရဲ့ဗဇက်ထဲကအစိတ်ရှိတဲ့ပန်းစည်းစီလေးဟာလွတ်ထွက်သွားခဲ့ပါတယ်ဒီလိုနဲ့မင်းသားလေးဟာစနိုးပိုင်လေးကိုအပြင်မှာမြင်ခွင့်ရခဲ့လိုက်ပြီးအရန်ကိုလှပလုံးနဲ့သူမကိုအနမ်းတပွန်ပေးလိုက်မိပါတယ်သူနမ်းလိုက်တာနဲ့စနိုးပိုင်လေးဟာချက်ချင်းပြန်သတိရလာခဲ့ပြီးသူမဘယ်မှာရောက်နေတာလဲလို့မင်းသားလေးကိုမေးလိုက်ပါတယ်မင်းသားလေးကလည်းသူဟာမင်းသားတစ်ပါးဖြစ်ကြောင်းပြောပြခဲ့ပြီးအကြောင်းစုံကိုရှင်းပြခဲ့လိုက်ပါတယ်စနိုးပိုင်လေးငါမေးကိုအရန်ကိုချစ်မိသွားခဲ့ပြီမင်းငါနဲ့လိုက်ခဲ့ပြီးငါရဲ့မိဖုရားတယောက်ဖြစ်ပေးနိုင်မလားဆိုပြီးတော့ခွန်တောင်းပါတယ်စနိုးပိုင်လေးကလည်းသူမကိုပြန်လို့လာအောင်လှုပ်ပေးနိုင်တဲ့မင်းသားလေးကိုချစ်မိသွားခဲ့တာကြောင့်မင်းသားလေးရဲ့တောင်းဆိုမှုကိုမငြင်းဆန်ပေမဲ့သူမရဲ့အိမ်တော်ကြီးအတွက်သူမဖခင်ဘရင်ကြီးရဲ့ကောင်းကြီးကိုလိုချင်တာကြောင့်နန်းတော်ကိုခဏပြန်ချင်းကြောင်းမင်းသားလေးကိုပြန်ပြောလိုက်ပါတယ်။မောင်တော်
ကျမကိုအခုလိုမျိုးဒုက္ခပေးခဲ့တာကကျမရဲ့မိထွေးတော်မာယာပါသူမကကျမရဲ့ဖခင်ကိုလည်းဖမ်းဆီးထားပါသေးတယ်သူမကိုကျမအတွက်တိုက်ခိုက်ပေးနိုင်မလားမင်းသားလေးကမဆိုင်မတော့နဲ့သဘောတူလိုက်ပြီးနန်းတော်ကိုသွားကမိဖုရားမာယာကိုအနာယူပြစ်လိုက်ပါတယ်ပီယာနဲ့မာယာဖမ်းဆီးထားတဲ့စနိုးပိုင်လေးရဲ့ဖခင်ဘရင်ကြီးကိုပြန်လွတ်ပေးခဲ့ပြီးသူမတို့ချစ်သူနှစ်ဦးသာပျော်ရွှင်စွာပေါင်းဖက်သွားခဲ့ကြပါတော့တယ်ပုံမြင်လေးကတော့ဒီမှာရင်ပြီးဆုံးသွားခဲ့ပါတယ်ည7 နာရီတိုင်းမှာအခုလိုမျိုးစိတ်ဝင်စားစရာကောင်းတဲ့ပုံမြင်လေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်တာမို့ channel လေးကို subscribe မလုပ်ရသေးရင် subscribe လေးလုပ်ခဲ့ပြီးဒီနှမကိုအချိန်နဲ့တပြေးညီကြည့်ရှုလို့ရအောင်ဘေးနားက all ဆိုတဲ့ခေါင်းလောင်းလေးကိုပါနှိပ်ခဲ့ပေးဖို့မေတ္တာရက်ခံချင်ပါတယ်ခင်ဗျာ